ကျွန်တော်ဒီ U shape ဆိုပါလေးတွေကဘာနဲ့လောက်ထားလဲဆိုဒါလေးတွေကချင်းပေါ့နော်ချင်း black leather လေးပါပြီးတော့ကျွန်တော် U shape ဆိုပါမှာထူးခြားတာတစ်ခုက supply ပေါ့နော်အထက်ထဲမှာဒီခုံလေးတွေက supply ပါတယ် supply ပါတဲ့အတွက်ကြောင့်1000တက်တာရှိတယ်ဣတယ်ရေရှည်အချမ်းခံတယ်ပေါ့နော်ရေရှည်ချမ်းခံတယ်ပြီးတော့နောက်တစ်ခုရှိသေးတယ်ဗျကျွန်တော် U shape ဆိုပါလေးမှာထိုင်မယ်ဆိုရင်ခေါင်းလွတ်နေတယ်ပေါ့နော်အဲ့လိုမျိုးမဖြစ်အောင်လို့ဒီမှာကျွန်တော်တို့ဒီကောင်လေးတွေကအရှင်လေးတွေပေါ့နော်အဲ့လိုဆွဲထုတ်လို့ရမယ်ထိုင်မယ်ကျွန်တော်ဒီမှာကြည့်ခေါင်းလေးတွေမှီလို့ရမယ်ဟုတ်လားခေါင်းလေးတွေမှီလို့ရမယ်1000တက်တာဖြစ်တာပေါ့ဗျာတကယ်လို့ကျွန်တော်ခုနှစ်ဖြစ်တယ်ဆိုရင်ပြန်ထည့်ထားလို့ရမယ်သူ့ရဲ့ထူးခြားချက်ကအဲ့ဒါပေါ့နော်ခေါင်းအရှင်လေးပေါ့လိမ့်မြင်လုပ်လို့ရမယ်နော်ပြီးတော့ဒီကောင်လေးကတလွန်လေးပေါ့ဒီတလွန်လေးကလူကြီးမင်းတို့ဒီဘက်မှာမထားခြင်းဘူးဟိုဘက်မှာထားခြင်းနဲ့ဆိုရင်လည်းကျွန်တော်လှည့်လို့ရတယ်ပေါ့နော်ဒီမှာအရှင်လေးပေါ့ခုံပုံစံလေးကိုပြောင်းလိုက်ရုံနဲ့ကျွန်တော်ဟိုဘက်ဒီဘက်လှည့်ထားလို့ရမယ်ပြီးတော့ကျွန်တော်တို့ဒီဟာလေးပေါ့နော်ဒီဟာလေးဆိုရင်ကျွန်တော်တို့ကျုံးများလေးတွေပေါ့ဒီကောင်လေးတွေကဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့ဒီမှာလက်တော်လေးတွေထားမယ်เนาะကျွန်တော်တို့ tablet လေးတွေထားမယ်ဟောပေါ့နော်အလုပ်တွေဘာတွေလုပ်လို့ရတာပေါ့နော်လက်တော်လေးထားမယ် tablet လေးထားမယ်ဒီမှာဆိုရင်စာအုပ်လေးတွေထားမယ်ပေါ့နော်အဲ့လိုမျိုးလေးတွေလုပ်လို့ရတယ်ပြီးတော့ကျွန်တော်တို့ဒီခုံလေးတွေဆိုရင်ကျွန်တော်တို့ခြေတင်ကုန်လို့တာပြောတာဗျာဒီမှာကျွန်တော်တို့ပေါင်200ကျော်တွေလည်းထိုင်လို့ရမယ် AC ထိုင်လို့ရမယ်ပြီးတော့ကျွန်တော်တို့ဒီမှာကောင်လေးတွေဆိုရင်မလိုချင်ဘူးဆိုရင်ဒီထဲမှာတင်ထားလို့ရတယ်ဗျာကောင်လေးတွေဒီလိုလေးတင်ထားလို့ရမယ်ဆက်သွယ်မှာယူခြင်းလဲဆိုရင်တော့ကျွန်တော်တို့ TikTok bio မှာလိပ်စာရောဖုန်းနံပါတ်ရောပေးထားတယ်ကြည့်ပြီးတော့ဆက်သွယ်မှာယူနိုင်ပါတယ်ဒီလို U shape ဆိုပါတစ်ဆက်လုံးပေါ့နော်ပုံမှန်အတိုင်းအကုန်လုံးမှာ28သိန်းကျပ်ထန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာ